နှစ်တစ်တစ်ခုပြောင်းဖို့ကလည်းနီးလာပြီချစ်ရတဲ့မိသားစုတွေကိုနှစ်တစ်လက်ဆောင်အနေနဲ့အေဂျင့်လုံခြုံပြီးနှွေးထွေးတဲ့အိမ်လေးတစ်ခုဖန်တီးပေးကြရအောင်အိမ်လေးတစ်ခုဖန်တီးဖို့အရေးကြီးဆုံးကဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ရှိရမယ်အရေးအသွေးမြင်ရေရှည်ခိုင်ခန့်တဲ့အရာတစ်ခုလည်းဖြစ်ရမယ်တားစုဝင်အားလုံးအတွက်နေ့တူကအဆင်ပြေချောမွေ့တဲ့နေရာမှာလည်းတရှိရမယ်တင်းတင်းမြတ်တဲ့တန်ဖိုးဖြစ်ဖို့လည်းလိုတာပေါ့နော်ဒီအချက်တွေအားလုံးနဲ့ပြည့်စုံတဲ့နေရာလေးတစ်ခုရှိတယ်24 hour triple security arrangement နာမကအိမ်တိုင်းမှာ magnetic shock alarm system တွေနဲ့တိစောက်ထားပါတယ်ဒါအပြင်အိမ်မောင်း46လုံးပဲပါတဲ့အတွက်စိတ်ငြိမ်အေးချမ်းပြီးလုံခြုံနှွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကိုလည်းရရှိစေနိုင်မှာပါတွာလာရေးအတွက်ဆိုလို့ရှိရင်လည်း MRT Pink Line, Purple Line, SRT Red Line တို့နဲ့ညီပါတယ်ဘန်ကောက်မြို့လေကောင်နဲ့ချိတ်ဆက်ထားတဲ့ Sirat Expressway ကိုလည်း9မိနစ်ကားမောင်းရုံနဲ့ရောက်ရှိပြီးတော့ကမ္ဘာအရက်ရက်ကိုခရီးသွားများတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းတုံမြောင်း International Airport ကိုမိနစ်20ခန့်သာကားမောင်းအကွာအဝေးဖြစ်ပါတယ်မိမိကလေးများအတွက်အနာဂတ်ကောင်းမှုဆိုရင်လည်းနိုင်ငံတကာအဆင့်မီ International School of Bangkok ISP ကလည်း3မိနစ်ကားမောင်းရုံရောက်ပြီဆိုတော့ကလေးတွေကိုမျက်စိအောက်ကအပြောက်ခံစရာမလိုတော့ဘူးပေါ့နော်ဒါအပြင် MYIS Hamptons International School စတဲ့ကျောင်းတွေရဲ့အနီးအနားမှာလည်းရှိနေပါတယ်ဒီလိုပြည့်စုံတဲ့ Nordic style အိမ်လေးတစ်လုံးကိုနှစ်တစ်လက်ဆောင်အဖြစ်ဖန်တီးလိုက်ကြရအောင်နော်အိမ်မျိုးစားအနေနဲ့အိတ်ခမ်း3ခန်းပါတဲ့အိမ်အိတ်ခမ်း4ခန်းနဲ့မိတ်တွန်းပါတဲ့အိမ်ဆိုပြီးတော့ရွေးချယ်နိုင်ပါတယ်ညညီတက်မှာဆိုလို့ရှိရင် living area, dining area, အိတ်ခမ်း kitchen area ပါမယ် maid room, laundry area နဲ့ outdoor garden area ပါရှိမှာဖြစ်ပါတယ်အပေါ်တက်မှာဆိုလို့ရှိရင် family area အပြင် double bedroom ပါတဲ့အိတ်ခမ်း2ခန်းနောက်ပြီးတော့ဒီအိမ်ရဲ့ချစ်စရာကောင်းပြီးထူးခြားတဲ့ master bedroom တစ်ခန်းလည်းပါရှိမှာဖြစ်ပါတယ် master bedroom ရဲ့ထူးခြားချက်က ceiling height 4.7 meter ရှိတဲ့အတွက်ကြောင့်မို့လို့တက်တောင့်တက်တာဖြစ်မှုပိုလို့တိုးစေမှာပါခုလိုအဖက်ကပြည့်စုံနေတဲ့အိမ်လေးကိုအနာဂတ်အသစ်လူနေမှုအဆင့်အတန်းအသစ်နှစ်တစ်လက်ဆောင်ဖြစ်ချစ်ရတဲ့မိသားစုတွေအတွက်ဖန်တီးပေးလိုက်ကြရအောင်နော်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲမျှဝေပေးခြင်းခဲ့တာပါ Home Thailand Estates